1962 ခုနှစ်ဖေဖော်ဝါရီလ24ရက်ရန်ကုန်မြို့ပြည်လန်းအတန်လွင့်ရုံခမ်းမမှာကျင်းပပြုလုပ်ခဲ့တဲ့ဖက်ဒရယ်နှီးနှောဖလှယ်ပွဲပထမနေ့မှာပြည်내များညီညွတ်ရေးအဖွဲ့ကတင်သွင်းတဲ့ဖက်ဒရယ်မူလို့ခေါ်တဲ့ပြည်ထောင်စုစစ်စစ်မှုကိုရှမ်းပြည်နယ်ဥက္ကဋ္ဌကြီးရှမ်းပြည်နယ်ဝန်ကြီးသရိုးမဟာတရေစီသူစောက်ခွန်ချိုကဆွေးနွေးတင်သွင်းခဲ့ပါတယ်။အဲ့ဒီတင်သွင်းချက်အပြည့်အစုံကိုဒီကနေ့မှာဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ပြည်내များညီညွတ်ရေးအဖွဲ့မှတင်သွင်းသောပြည်ထောင်စုစစ်စစ်မှုကိုရှမ်းပြည်နယ်ဥက္ကဋ္ဌစောက်ခွန်ချိုမှတင်သွင်းခြင်းလေးစားအပ်တဲ့သဘာပတိကြီးဝန်ကြီးချုပ်ခင်ဗျာအစိုးရအဖွဲ့ဝင်ဝန်ကြီးများခင်ဗျာပြည်내ပေါင်းစုံမှတက်ရောက်လာကြတဲ့ကိုယ်စားလှယ်တော်ကြီးများနဲ့ပြည်မနိုင်ငံရေးအဖွဲ့အစည်းမှကိုယ်စားလှယ်တော်များခင်ဗျာဤနှီးနှောဖလှယ်ပွဲမှာပြည်내များညီညွတ်ရေးအဖွဲ့ကိုစားစကားပြောခွင့်ရရှိတဲ့အတွက်များစွာကျေးဇူးတင်ဝမ်းမြောက်လာပါတယ်အခုလိုစုံစုံညီညီစုဝေးကြပြီးတော့ပြည်내များညီညွတ်ရေးအဖွဲ့တင်ပြထားပြီးတဲ့ပြည်ထောင်စုမှုကိစ္စကိုဆွေးနွေးညှိနှိုင်းကြဖို့အတွက်ဒီနှီးနှောဖလှယ်ပွဲကြီးပေါ်ပေါက်လာတာကိုကျွန်တော်အနေနဲ့အလွန်ပဲဝမ်းသာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြည်내များညီညွတ်ရေးကိုစားပြည်ထောင်စုမှုကိုတင်ပြရန်တာဝန်ပေးအပ်တဲ့အတိုင်းကျွန်တော်တင်ပြပြောဆိုမိအချက်လက်တွေကိုနားဆင်ကြရတဲ့ကိုယ်စားလှယ်တော်များအားလုံးဟာမိသားစုစိတ်ဓာတ်ဖြင့်ယနေ့ပေါ်ပေါက်နေတဲ့ပြည်내များပြဿနာကိုအထူးစဉ်းစားဝေဖန်ကြစီလိုပါတယ်ကျွန်တော်များကလည်းပြည်မရှိနောင်တော်ကြီးများကိုရှင်းလင်းတင်ပြကြတဲ့အခါစိတ်ရှည်လက်ရှည်နဲ့မိမိတို့ကြုံတွေ့နေရတဲ့ကြုံတွေ့နေပုံတွေကိုတင်ပြကြပါရင်မေတ္တာရက်ခံလိုပါတယ်ပြည်내များရဲ့ပြဿနာတွေကိုစဉ်းစားကြတဲ့အခါမှာလဲပြည်ထောင်စုမပြိုကွဲရေးပြည်ထောင်စုကြီးညီညွတ်ရေးဆိုတဲ့အခြေခံမူအပေါ်တည်ပြီးစဉ်းစားကြပါရင်တောင်းပန်လိုပါတယ်ပထမဦးစွာတင်ပြစီရင်ခံလိုတာကလက်ရှိပြည်ထောင်စုကြီးဖြစ်ပေါ်လာပုံဖြစ်ပါတယ်ကျွန်တော်ရဲ့ပြည်ထောင်စုကြီးအကြောင်းစဉ်းစားလိုက်တိုင်းပြည်ထောင်စုသားတိုင်းမမေ့တဲ့မမေ့ထိုက်တဲ့အချက်ဟာဖြင့်1948ခုနှစ်ဖေဖော်ဝါရီလတွင်ကျင်းပခဲ့တဲ့ပင်လုံညီလာခံကြီးပင်ဖြစ်ပါတယ်။အဲဒီပင်လုံညီလာခံကြီးဟာယနေ့ပြည်ထောင်စုကြီးပေါက်ဖွားလာစေရန်အုတ်မြစ်ချခဲ့တဲ့ညီလာခံကြီးလို့ဆိုနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်ထောင်စုသားတွေအပေါ်အနှစ်နဲ့အလှလှစိုးမိုးအုပ်ချုပ်လာတဲ့နေချက်အင်္ဂလိပ်လက်အောက်ကနေပြီးလွတ်လပ်ရေးတောင်းဆိုဖို့အတွက်ပြည်내ခေါင်းဆောင်များနဲ့ပြည်မခေါင်းဆောင်တို့ကညှိနှိုင်းအောင်မြင်လို့အခုလိုလွတ်လပ်တဲ့ပြည်ထောင်စုတစ်ခုကမ္ဘာတိုင်းပြည်ထဲမှာပေါ်လွင်လာတဲ့အတွက်ကျွန်တော်တို့ပင်လုံညီလာခံကြီးဟာပြည်ထောင်စုကြီးရဲ့အခြေခံအုတ်မြစ်ချခဲ့တဲ့ညီလာခံကြီးဖြစ်ကြောင်းတင်ပြရခြင်းဖြစ်ပါတယ်။အဲဒီပင်လုံညီလာခံကြီးမှာဘာတွေညှိနှိုင်းကြပြီးဘာတွေအောင်မြင်ခဲ့ကြသလဲဆိုတာကိုအချုပ်အားဖြင့်ဖော်ပြရမယ်ဆိုရင်လွတ်လပ်ရေးတောင်းဆိုတဲ့အခါညီညွတ်တဲ့အားဟာအင်မတန်အရေးကြီးတဲ့အတွက်ပြည်မနဲ့ကျန်တဲ့ပြည်내များဟာပြည်내များတန်းတူညီအောင်ညှိနှိုင်းပြီးညီညွတ်ရေးတည်ဆောက်ရမှာမို့တဲ့တန်းတူညီမျှအခွင့်အရေးရှိခြင်းနဲ့တောင်တန်းဒေသများတွင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း၃လွတ်လပ်ရေးရရှိပြီးသည့်နောက်ပြည်ထောင်စုကခွဲထွက်လို့ကခွဲထွက်နိုင်ခြင်းစတဲ့အခြေခံတရား၃ရပ်အပေါ်အဓိကထားပြီးပြည်ထောင်စုတည်ဆောက်ရေးကိုသဘောတူခဲ့ကြပါတယ်ဒီအခြေခံ၃ရပ်ကိုသဘောတူခဲ့တဲ့အတွက်ကမ္ဘာကျော်ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ကြပါတယ်အဲ့လိုပြည်내များနဲ့ပြည်မဟာတစိတ်ထဲတဝမ်းထဲရှိကြောင်းပြသနိုင်ခဲ့လို့ပဲအင်္ဂလိပ်အစိုးရဟာပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုလက်လွှတ်လိုက်ရပါတယ်ပင်လုံညီလာခံကြီးမှာပင်လုံစာချုပ်ချုပ်ဆိုပြီးနောက်မစ္စတာရီစ်ဝီလျံခေါင်းဆောင်ပြီးပြည်မပြည်내ခေါင်းဆောင်များပါဝင်တဲ့စုံစမ်းရေးကော်မတီမှာအထက်ပါအခြေခံမူ၃ရပ်အတိုင်းပြည်မနဲ့ပူးပေါင်းဆောင်ရွက်ဖို့တညီတညွတ်ထဲသက်သေခံခဲ့ပါတယ်အဲ့ဒီလိုတညီတညွတ်ထဲပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်နယ်ချဲ့သမားရဲ့တွေးခွဲရေးလုပ်ငန်းဟာပြည့်ပြည့်သွားပြီးမြန်မာပြည်ရဲ့လွတ်လပ်ရေးကိုအမြန်ဆုံးကမ္ဘာသို့ကြီးညာလာနိုင်ခဲ့ပါတယ်1948ခုနှစ်မေလအတွင်းမှာကျင်းပခဲ့တဲ့ဖဆပလပနာမပြင်ဆင်မှုညီလာခံမှာလည်းပဲလူမျိုးစုတိုင်းတန်းတူရရှိရေးနဲ့ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်းအဲ့ဒီတန်းတူရေးအပေါ်အခြေခံတဲ့ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့လမ်းစဉ်ချမှတ်ခဲ့ပါတယ်လက်ရှိအခြေခံဥပဒေကြီးရေးဆွဲကြဖို့ဆိုပြီးတိုင်းပြုပြည်ပြုလွှတ်တော်မှာပြည်မခေါင်းဆောင်ကြီးများကိုယ်စားလှယ်တော်များနဲ့ပြည်내ခေါင်းဆောင်ကိုယ်စားလှယ်များကဝိုင်းဝန်းစဉ်းစားကြတဲ့အခါအနှစ်သာရဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ညွှန်9ချက်အချင်းချုပ်ကိုဖော်ပြခွင့်ပေးစီလိုပါတယ်အဲ့ဒါကဘာလဲဆိုရင်အချုပ်ချာအာဏာပိုင်နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ရမယ်နဲ့
ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာအပြည့်အစုံရှိသောပြည်နယ်များပါဝင်သောပြည်ထောင်စုဖွဲ့စည်းရမယ်။၃အာဏာများဟာတိုင်းသူပြည်သားတွေစီကဆင့်သက်လာစေရမယ်။၄လူမှုရေးစီးပွားရေးနိုင်ငံရေးတို့မှာအယုတ်အလတ်အမြတ်မရွေးတန်းတူညီမျှရှိစေရမယ်။၅လူနည်းစုကိုအကာအကွယ်ပြုစေရမယ်။၆ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအချုပ်အခြာအာဏာစိုးမိုးအုပ်ချုပ်ရေးဆိုတာကိုဥပဒေအရထိမ့်သိမ်းစောင့်ရှောက်စေရမယ်။ခုနှစ်ကမ္ဘာနိုင်ငံတကာနဲ့ရေမောင်တိုင်းလိုက်နိုင်ရန်အတွက်ကြိုးစားပြီးကမ္ဘာနိုင်ငံရေးတွေနဲ့ငြိမ်းချမ်းစွာဆက်ဆံရေးကိုရှေ့ရှုစေရမယ်ဆိုတဲ့အဓိကအခြေခံ9ချက်ဖြစ်ပါတယ်။ဒီအခြေခံများကိုအုတ်မြစ်ချပြီးနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲကြရန်ဗိုလ်ချုပ်အောင်ဆန်းကလမ်းညွှန်ပြသခဲ့တဲ့အကြောင်းကိုယ်စားလှယ်တော်များအားလုံးအသိဖြစ်ပါတယ်။ဒီအချိန်မှာနိုင်ငံရေးအခြေအနေတွေကရှုပ်ထွေးပြီးဗိုလ်ချုပ်အောင်ဆန်းတဲ့တကွခေါင်းဆောင်များဟာလောက်ကျန်တက်ဖြတ်ခံခဲ့ရသည့်အတွက်တပြည်လုံးယူကျုံမရဝမ်းနဲ့ကြေကွဲဖြစ်နေရတဲ့အချိန်ဖြစ်တော့လွတ်လပ်ရေးအတွက်ကြိုးပမ်းမှုမှာစိတ်မချမ်းမသာစရာတွေဖြစ်လာတာကြောင့်မို့ကိုတိုင်းပြည်ရဲ့အခြေအနေကိုတိုင်းတစ်ပါးကဝင်ရောက်မစွက်ဖက်နိုင်အောင်ကာကွယ်ကြရမှာပဲဆိုပြီးခန့်မြန်မြန်နဲ့တိုင်းပြုပြည်ပြုလွှတ်တော်မှာအခြေခံဥပဒေကိုအငြင်းပွားမှုမထားဘဲအလင်းစလိုလက်ခံလိုက်ခြင်းဖြစ်ပါတယ်။ပင်လုံညီလာခံကြီးကအစပြုပြီးအစစ်စစ်တောင်းဆိုလာကြလို့လွတ်လပ်ရေးတော့လက်ဝယ်ရရှိပြီးပါပြီ။ဒါပေမဲ့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာပင်လုံညီလာခံကြီးရဲ့အနှစ်သာရဗိုလ်ချုပ်အောင်ဆန်းရဲ့ချမှတ်ပေးလိုက်တဲ့လမ်းညွှန်နဲ့ကိုက်ညီတယ်မကိုက်ညီဘူးဆိုတာတွေကိုကျွန်တော်တို့ရှောက်လာခဲ့တဲ့14နှစ်ကျော်ခီးပေါ်ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ပြည်နယ်များရဲ့လက်ရှိခံစားနေရတဲ့အခြေအနေတွေကိုရေဘူးရသဘောအဖြစ်အချင်းချုပ်တင်ပြပါရစေ။ပြည်နယ်များ၏လက်ရှိအခြေအနေကိုကျွန်တော်တို့ကတင်ပြမှသာနှီးနှောဖလှယ်ပွဲကိုတက်ရောက်လာကြတဲ့ကိုယ်စားလှယ်များအားလုံးဟာပုံမပြည့်စုံစွာစဉ်းစားဝေဖန်နိုင်လိမ့်မယ်လို့ယူဆပါတယ်။ပြည်နယ်များနဲ့ပြည်နယ်များရှိသေးတဲ့လူမျိုးစုဆွေမျိုးရင်းချာများဟာလွတ်လပ်ရေးရရှိပြီးတဲ့နောက်ဒီဘက်ကာလမှာမိမိကံကြမ္မာကိုမိမိတို့ဖန်တီးရမယ်ဆိုတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပြည့်ပြည့်ဝဝမခံစားရသေးကြောင်းတွေးရှိကြရပါတယ်။ဒီလိုပြောလိုက်လို့ကျွန်တော်တို့အပေါ်ဘယ်လိုမှအထင်မလွဲစေချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာပြည်နယ်များကိုစားရိုးရိုးသားသားအနေနဲ့ပြည်နယ်တွေခံစားနေရတာဟာဖြင့်ဘာလဲဆိုတာဖော်ပြတာပဲဖြစ်ပါတယ်။ပြည်နယ်တွေအားလုံးယုံကြည်ကိုးစားခဲ့တဲ့မြန်မာပြည်လွတ်လပ်ရေးရတော့မယ်။လွတ်လပ်ရေးရပြီးရင်ဖြင့်တို့တွေဟာမိမိကံကြမ္မာမိမိဖန်တီးပြီးတိုးတက်သောပြည်နယ်ပြားဖြစ်လာအောင်လုပ်နိုင်တော့မယ်။တိုးတက်တဲ့ပြည်နယ်တွေပေါင်းထားတဲ့ပြည်ထောင်စုဖြစ်လာတော့မယ်ဆိုတာတွေဟာကျွန်တော်တို့ပြည်နယ်သားတွေလူမျိုးစုများအားလုံးတွေရဲ့ဝမ်းနဲ့ကင်းအောင်ပြီးအမျှော်လင့်ကြီးမျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့လွတ်လပ်ရေးခေတ်14နှစ်ခီးပြည်မကနောင်တော်တွေနဲ့လက်တွေ့လျှောက်လာတဲ့အခါကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေဟာအပြည့်အဝမရှိမှန်းသိလာခဲ့ရပါတယ်။ကျွန်တော်တို့တိုးတက်ဖွံ့ဖြိုးရေးကိုအစွမ်းကုန်ကျွန်တော်တို့မလုံဆောင်နိုင်သေးကြောင်းသိတာခံစားနေရပါတယ်။ဒီလိုမွေးဖွားရဗီဇပါလာတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်အခွင့်အရေးအပြည့်အဝမခံစားလာရတော့ကျွန်တော်တို့ပြည်ထောင်စုကြီးဟာပြည်နယ်များအပေါ်ကိုစားပြုလာတာမဟုတ်တော့ဘဲပြည်မလို့ခေါ်တဲ့ဗမာပြည်ဒေသတွေကိုအဓိကကိုစားပြုလာတာမြင်တွေ့လာကြရပါတယ်။ပြည်နယ်များကတော့ပြည်မနဲ့ညီမျှမှုမရှိခဲ့တဲ့အတွက်စွမ်းအားရှိသလောက်လောက်ကင်နိုင်ခွင့်မရှိခဲ့လို့တိုးတက်တဲ့လောက်မတိုးတက်ခဲ့ပါဘူး။ဒီလိုဘာကြောင့်ဖြစ်ခဲ့သလဲဆိုရင်ပြည်ထောင်စုရဲ့လို့စုပေါင်းဖွဲ့စည်းကြတဲ့အခါပြည်နယ်ရသင့်ရထိုက်တဲ့လူမျိုးစုများကိုပြည်နယ်အင်္ဂါနဲ့အညီဖွဲ့စည်းပြီးရှမ်းပြည်နယ်လူထုအတွက်ရှမ်းပြည်နယ်၊ကယားပြည်နယ်လူထုအတွက်ကယားပြည်နယ်ရှိကြသလိုပြည်မလူထုအတွက်လည်းပြည်နယ်တစ်နယ်ဖွဲ့စည်းပြီးတော့ဒန်းတူညီတူအခြေခံအပေါ်ဖွဲ့စည်းထားခြင်းမရှိခဲ့လို့ပဲဆိုတာသက်သေပြနေပါတယ်။ပင်လုံညီလာခံရဲ့အနှစ်သာရဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်များကိုအဓိကထားပြီးဒန်းတူညီတူဖွဲ့စည်းစုပေါင်းရန်အကောင့်ထဲပေါ်လာကြရင်ပြည်ထောင်စုအစိုးရဟာပြည်နယ်များအားလုံးကိုကိုစားပြုတဲ့အစိုးရပဲဖြစ်ရမှာပါပဲ။အခုတော့ပြည်မလူထုအတွက်ပြည်နယ်တစ်နယ်ဖွဲ့စည်းရေးကိုမကြိုးစားပဲပြည်မအဖြစ်ဆိုပြီးထားလေတော့ပြည်မရဲ့အခွင့်အာဏာနဲ့ပြည်ထောင်စုအာဏာရောထွေးစုပေါင်းပြီးစိုးမိုးအုပ်ချုပ်လာတော့ကပြည်ထောင်စုအဖြစ်ကရောကျလာပြီးတပြည်ထောင်စိုးမိုးမှုစနစ်တို့တရွေ့ရွေ့ကူးပြောင်းလာတာတွေ့ရှိရပါတယ်။ဒီအကြောင်းအရာကြောင့်လည်းကျွန်တော်တို့ပြည်နယ်များဟာတစ်နေ့တခြားတာဝန်ရှိတဲ့ပြည်မကပြည်မအစိုးရအပေါ်မှာတန်တရားရှိလာပါတယ်။ဒီတန်တရားတွေဟာဒုနဲ့ဒယ်နဲ့ဝင်လာလို့ခဏပြည်နယ်များဟာ
ပြည်မအပေါ်မကြေမနက်ဖြစ်တဲ့အကြောင်းထုတ်ဖော်လာကြရပါတယ်။ကနေ့ဖွဲ့စည်းတည်ထောင်ထားတဲ့ပြည်ထောင်စုပုံသဏ္ဍာန်ဟာပြည်နယ်များရဲ့အမျိုးသားညီညွတ်ရေးတည်ဆောက်နိုင်မဲ့ပုံစံမျိုးညီမျှသောပြည်ထောင်စုစနစ်မျိုးမဟုတ်ကြောင်းကိုလည်းတွေ့မြင်လာခဲ့ကြရပါတယ်။အခုလိုကျွန်တော်တင်ပြအစီရင်ခံလိုက်တော့ပြည်မတာဝန်ရှိပုဂ္ဂိုလ်များခေါင်းဆောင်များကိုယ်စားလှယ်တော်များကကျွန်တော်အပေါ်တမျိုးမျိုးထင်အောင်ထင်မှာရှိကြပါလိမ့်မည်။ဒါပေမဲ့ကနေ့နှီးနှောဖလှယ်ပွဲမှာမိသားစုစိတ်ဓာတ်ပြည်ထောင်စုစိတ်ဓာတ်နဲ့ပြည်နယ်များပြဿနာကိုအပြန်အလှန်ညှိနှိုင်းဆွေးနွေးကြမှာမို့ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားနဲ့ဆက်လက်တင်ပြပါရစေ။တတိယအချက်ကတော့အထက်ကကျွန်တော်အစီရင်ခံခဲ့သလိုဟုတ်မဟုတ်စမ်းစစ်ကြည့်လိုက်ရင်လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနိဒန်းနဲ့အဲ့ဒီနိဒန်းကိုအခြေပြုပြီးရေးဆွဲပြဋ္ဌာန်းထားတဲ့နောက်အပိုက်တွေကိုနှိုင်းယှဉ်ကြည့်ပြီးစစ်လိုက်ပါရင်ရှင်းနဲ့နောက်မကိုက်ညီတာတော်တော်များများတွေ့ရပါလိမ့်မယ်။ဒီအချက်အလက်တွေကိုတော့ကျွန်တော်အထူးမဖော်ပြလိုပါဘူး။ကျွန်တော်ထမ်းဥပဒေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များပုံမသိရှိနားလည်တော်မူကြပါတယ်။အဲ့ဒီလိုဥပဒေနိဒန်းမှာတရားမျှတခြင်းညီမျှခြင်းလွတ်လပ်ခြင်းဆိုတဲ့လောကပါဠတရားတွေကိုထုတ်ဖော်ပြဋ္ဌာန်းထားလင့်ကစားနောက်အပိုက်တွေမှာဒီတရားတွေရဲ့အခြေခံနဲ့စန့်ကျင်နေတဲ့အကြောင်းရင်းဟာကျွန်တော်တို့အတွက်အထူးဝမ်းနည်းစရာတစ်ရပ်ဖြစ်ပါတယ်။အခြေခံဥပဒေကိုပြန်လည်ပြင်ဆင်စေခြင်းနဲ့ဆန္ဒပြင်းပြပေါ်ပေါက်လာရတာကလည်းဒီအကြောင်းရင်းကြောင့်ပဲဖြစ်ပါတယ်။အခြေခံဥပဒေတွေကအကြောင်းပြချက်တစ်ချက်အနေနဲ့ဖော်ပြရမယ်ဆိုရင်အခြေခံဥပဒေပုံမှန်222အရပြည်မဟာအခြားပြည်နယ်များနည်းတူပြည်ထောင်စုအဖွဲ့ဝင်တစ်ခုဖြစ်ပေမဲ့အခြေခံဥပဒေပုံမှန်8အရအခြားသောပြည်နယ်များအပေါ်မှာပြည်ထောင်စုအနေနဲ့စိုးမိုးအာဏာလွှမ်းလာလို့ပြည်နယ်များဟာတကယ်ပဲမကြေမနက်ဖြစ်ခဲ့ရပါတယ်။အမှန်မှာဒီပုံမှန်ရဲ့အတွင်းအနှစ်သာရဟာပြည်မဟာနေတနယ်အဖြစ်ပြည်ထောင်စုအဖွဲ့ဝင်တူဖြစ်တဲ့ပေမဲ့ပြည်မဟာပြည်ထောင်စုအာဏာများလက်ဝယ်ရရှိပြီးအဲ့ဒီအာဏာတွေနဲ့ပြည်နယ်များအပေါ်စိုးမိုးလွှမ်းခြုံလာတယ်လို့ပြည်နယ်များကယုံကြည်ကြပါတယ်။ဒါကြောင့်ကျွန်တော်ကနောက်ဆုံးစထုတ်တာတစ်ချက်အနေနဲ့ပြည်နယ်များရဲ့ဆန္ဒကိုထုတ်ဖော်ရန်တာဝန်ရှိသည်နဲ့အညီကျွန်တော်တို့လိုလားတောင်းကြတဲ့ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံစံဟာပြည်နယ်တိုင်းဟာတန်းတူညီတူအခွင့်အရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်အခြေပြုတဲ့ပြည်ထောင်စုစနစ်မျိုးဖွဲ့စည်းရေးပဲဖြစ်ပါတယ်။ဒီလိုတန်းတူညီတူအပေါ်ဖွဲ့စည်းရေးကိုအခြေခံတဲ့အခါမှာရတဲ့သောဒေသများကိုပြည်နယ်ဖွဲ့ပေးပြီးပြည်မအတွက်လည်းပြည်နယ်တစ်နယ်ဖွဲ့စည်းမှသာတန်းတူရေးအခြေခံဟာအကောင့်ထဲပေါ်လာပါလိမ့်မယ်။ဒါကြောင့်ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုစားကျွန်တော်တို့လိုလားသောပြည်ထောင်စုစနစ်ဖွဲ့စည်းပုံပုံစံကိုတင်ပြစီရင်ခံရပါရင်တဲ့ပြည်မကိုပြည်နယ်တစ်နယ်ဖွဲ့စည်းရေးနဲ့လွှတ်တော်2ရက်အာဏာတူပေးရေး3လူမျိုးစုလွှတ်တော်တို့ပြည်နယ်တိုင်းတူညီသောကိုယ်စားလှယ်ပေးရေး4ပြည်နယ်များကမိမိဆန္ဒအလျောက်လွှဲအပ်သောအာဏာများကိုပြည်ထောင်စုဗဟိုအစိုးရသို့ကန့်သက်ပေး၍ကျန်အာဏာများကိုပြည်နယ်များတွင်ထားရှိရေးဆိုတဲ့အချက်ပေါ်ပြည်နယ်များညီညွတ်ရေးအဖွဲ့ကတင်ပြထားတဲ့ပြည်ထောင်စုစနစ်ပုံစံအတိုင်းအခြေခံဥပဒေမျိုးပြင်ဆင်စေခြင်းပါပဲလေးစားအပ်သောသဘာပတိကြီးနဲ့တကွပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများခင်ဗျာပြည်ထောင်စုကိုယ်စားလှယ်တော်များပြည်မနိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင်ကိုယ်စားလှယ်တော်များခင်ဗျာယခုကျွန်တော်တင်ပြတဲ့အဓိကအချက်ကြီး၄ချက်ဖြစ်တဲ့ပြည်ထောင်စုဖြစ်ပေါ်လာပုံနဲ့ပြည်နယ်များလက်ရှိအခြေအနေ3လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ4ပြည်ထောင်စုဖွဲ့စည်းရေးဆိုတာတွေကိုအလေးအနက်စဉ်းစားဝေဖန်ပိုင်းခြားပြီးကျွန်တော်တို့ပြည်နယ်များအပေါ်မိသားစုစိတ်ဓာတ်နဲ့ကြည်ပြီးပြည်လဲတဲ့အထိညှိနှိုင်းဆွေးနွေးဖြည့်ရှင်းကြစီလိုပါတယ်14နှစ်ကျော်ကြုံတွေ့ခန်းစားလာခဲ့ရတဲ့ကျွန်တော်တို့ပြည်နယ်များရဲ့အခြေအနေတွေကိုလည်းသိစေလိုပါတယ်ကျွန်တော်အနေနဲ့အခုလိုပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုစားတင်ပြခွင့်ရရှိတာကိုလည်းအထူးပင်ကျေးဇူးတင်ဝမ်းမြောက်လှပါတယ်အခုကျွန်တော်တို့ရဲ့တင်ပြချက်ဟာလွတ်လပ်ရေး14နှစ်တာလန်ခီအတွေ့အကြုံများအရဒီနေ့ရော်ရဲနေတဲ့အမျိုးသားစီးလုံးညီညွတ်ရေးကိုပြန်လည်ခိုင်မာစွာတည်ဆောက်နိုင်ရအတွက်အထက်ပါမှုအတိုင်းလှုပ်ဆောင်နိုင်မှသာဖြစ်မြောက်အောင်မြင်လိမ့်မယ်လို့အလေးနက်ယုံကြည်ပြီးတင်ပြရခြင်းဖြစ်ပါတယ်။ဒါကြောင့်အခုလိုကျွန်တော်များမိသားစုစုံတဲ့နှီးနှောဖလှယ်ပွဲကြီးကထားမြောက်အကောင့်အထည်ဖော်ပေးတဲ့ဝင်ကြီးချုပ်ဦးနုကိုအထူးကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောပြရင်ကျွန်တော်တို့ပြည်ထောင်စုကြီးရဲ့ပြဿနာများကိုလည်းအထူးပဲဖြေရှင်းပေးနိုင်ကြပါရင်တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံ၍ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲပါစေဟုဆုတောင်းရင်းညီကုန်းချုပ်အပ်ပါတယ်ခင်ဗျာ။